Hello ဒီနေ့ဘာပြောမလဲဆိုတော့ကြတော့ကိုကဘွဲဝစ်ဆောင်လေးနဲ့ရိုက်ချင်နေဆိုရင်ဘယ်လိုရိုက်မလဲပေါ့နော်အဲ့တော့ကိုပြီးထားတဲ့ကျောင်းနာမည်နဲ့အရင်ဆုံး website မှာဘွဲဝစ်ဆောင်အရင်ဆုံးသွားချမယ်ကျွန်မကစီးကျောင်းပြီးထားမလို့စီးတက်ကတူဘွဲဝစ်ဆောင်ဆိုရှာလိုက်တယ်အဲ့တော့ဒီမှာကြာလာတဲ့ခါမှာအဲ့ဒီဘွဲဝစ်ဆောင်လေးကိုကြိုက်တဲ့ဟာလေးကို save လုပ်လိုက်မယ်ပြီးရင် Gemini AI ကိုသွားမယ်အဲ့ Gemini AI မှာအောက်ကအပေါင်းနေရာလေးကိုနှိပ်မယ်ကိုယ့်ရဲ့ပုံလေးထည့်မယ်ခုနကတော့ရှာထားတဲ့ဘွဲဝစ်ဆောင်ပုံလေးထည့်မယ်ပြီးရင်အောက်ကစာလေးရေးမယ်အောက်ကစာကကြတော့ကိုကြိုက်တဲ့ဝတ်ဆောင်ပြောင်းလို့ရတယ်ကျွန်မအနီရောင်လေးဝတ်ချင်တဲ့အတွက်ကြောင့်မလို့အနီရောင်လေးကိုရေးလိုက်တယ်ကြစုံလေးကြိုက်တယ်လို့ထုံးလို့ရပါတယ်လက်ဝဲနာရီလည်းကိုကြိုက်လို့ဆင်းလို့ရတယ်ကြိုက်လို့ပြောင်းလို့ရတယ်ပေါ့နော်အဲ့ဒါပြီးတော့လို့ရှိရင်အမှထုတ်လိုက်တယ်ဆိုလို့ရှိရင်ဖြင့်အနီးဆက်ဆုံးတူပါတယ်မတူသေးရင်ကြိုက်လို့ထပ်ပြောင်းလို့ရပါတယ်အဲ့ဒါကိုထပ်ပြီးတော့မှ post တွေပြောင်းသွားမယ်ပေါ့နော်အဲ့တော့ထိုင်နေတဲ့ပုံလေးလုပ်ပြီးပါဆိုထိုင်နေတဲ့ပုံလေးဖြစ်သွားဟုတ်ဘူးမျက်နှာကိုအနီးကပ်လိုချင်တာဆိုကြတော့မျက်နှာအနီးကပ်ပုံလေးဖြစ်သွားမဟုတ်သေးဘူးဒီလိုမျိုးပေါ့နော်ဒီ cap လေးကိုချွတ်ပြီးတော့မှမြောက်နေတဲ့ပုံလေးဆိုနောက်ပြီးလို့ရှိရင်နောက်ထပ်ဒီလိုမဟုတ်သေးဘူးဘဝဝစ်ဆောင်ချုပ်ပြီးတော့မှလက်မှာချိတ်မဲ့ပုံလေးဆိုသူညီမတို့နားလဲရနော်ညီမတို့လည်းပြောလို့ရတယ်ဒီလားရုံမိုက်ပါတယ်အဲ့တော့လောက်ကြည့်ကြပါလို့ဖြစ်ချင်ပါတယ်